အဲ့တော့ကျမဘဝမှာလည်းအချိန်ချင်းအမားတွေလှုပ်ခဲ့ဘူးတယ်နော်လိန်ညာတဲ့စကားတွေလည်းပြောခဲ့ဘူးတယ်အဲ့လိုမျိုးလှုပ်ပြီးအမားလှုပ်ပြီးတိုင်းမှာကျမအထဲမှာအမြဲတမ်းပြန်ပြီးနောင်တရရရှိတယ်အဲ့ပြီးတော့အမြဲတမ်းဘုရားသခင်ထံမှာပြန်တိုးဝင်ပြီးမှငိုကြွေးမိတယ်ကျမမှာပြောစရာစကားမရှိဘူးဘုရားကိုကျမပြောတာကကိုတော်သမီးမားသွားတယ်လူတယောက်ကိုအဲ့လိုပြောမိတယ်လူတယောက်ကိုအဲ့လိုမျိုးစိတ်ဆိုးမိတယ်လူတယောက်ဒီလိုမျိုးနော်လုံမိလိုက်တယ်စသဖြင့်ဘုရားရှိမောက်မှာကျမငိုပြီးမှပြန်လဲပြီးဝင်ချတောင်းပန်တဲ့အလုပ်ကိုကျမအမားလုံးမိတိုင်းမှာအချိန်ချင်းကျမပြန်လုံးမိတဲ့အရာဖြစ်တယ်အဲ့တော့ကျမတို့လူတိုင်းကအမားနဲ့မကင်းပါဘူးဘာဖြစ်လို့လဲဆိုရင်လူဖြစ်တဲ့အတွက်ကြောင့်အားနည်းချက်ဆိုတာတော့ရှိတယ်ကျမကိုယ်တိုင်လည်းအားနည်းချက်ရှိတယ်ဒီမှာနားထောင်တဲ့ညီကောင်မနှမတွေလည်းအားနည်းချက်ရှိကြမှာပဲဘာဖြစ်လို့ဆိုရင်လူဖြစ်တယ်အဲ့တော့ကျမတို့ဒီစာလံနံပါတ်6ထဲမှာအငယ်1မှာဘာပြောလဲဆိုရင်အိုးထာဝရဘုရားအမျက်တော်ထွက်၍အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနဲ့ပြင်းစွာအမျက်ထွက်၍ဆုံးမတော်မမူပါနဲ့အိုးထာဝရဘုရားအကျွန်ုပ်သည်ခွန်အားနည်းလှပါ၏ကေမတနာတော်မူပါအိုးထာဝရဘုရားအကျွန်ုပ်အယိုးတို့သည်တုန်လှုပ်ကြပါ၏ကျမ်းမာပကတိရှိစေတော်မူပါလို့ပြောတယ်ဘာပြောလဲဆိုအိုးထာဝရဘုရားရဲ့အကျွန်ုပ်ဒီခွန်အားနည်းလာပါ၏ကျမတို့လူတွေကလေခွန်အားနည်းတဲ့အမျိုးဖြစ်တယ်ကျမတို့ရဲ့ခွန်အားကအကန့်အသတ်ရှိတယ် limit ရှိတယ်ကျမတို့ယခုအချိန်မှာလုံနိုင်တဲ့အရာကနောက်တစ်ချိန်မှာကျမတို့လုံနိုင်ခြင်းမှာလုံနိုင်လိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့အသက်တွေကြီးသွားတဲ့အခါမှာခွန်အားတွေနည်းလာတတ်တယ်အသက်တွေကြီးသွားတဲ့အခါမှာစဉ်းစားဉာဏ်တွေနည်းလာတတ်တယ်နော်အသက်တွေကြီးလာတဲ့အခါမှာကျမတို့လုံနိုင်စွမ်းအားကယခုအချိန်မှာလုံနိုင်တာနဲ့တူတော့မှမဟုတ်ဘူးဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်လူဟာအားနည်းတဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့ကျမတို့ဘာလို့ဘုရားကိုလိုအပ်လဲသိလားဘုရားသခင်ကဒီနေ့ကျမတို့ကိုအမြဲတမ်းခွန်အားနဲ့ဖြည့်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ကျမတို့ကိုလမ်းစမ်းခြင်းပေးတယ်ကျမတို့ကိုခွန်အားပေးတယ်ကျမတို့ကိုဒီနေ့ကောင်းချီးပေးတဲ့ဘုရားဖြစ်တယ်အဲကြောင့်မိတ်ဆွေကျမတို့ရဲ့အသက်တာထဲမှာဒီနေ့ဘုရားသခင်ကိုလိုအပ်တယ်ဟာလေလုယာအငယ်နဲ့မှာပြောတဲ့အရာကအိုးထာဝရဘုရားအကျွန်ုပ်ဒီခွန်အားနည်းလာပါ၏ကေမတနာတော်မူပါလို့ပြောတယ်အိုထာဝရဘုရားအကျွန်ုပ်အယိုးတို့သည်တုန်လှုပ်ကြပါ၏တဲ့ကျမ်းမာပကတိရှိစေတော်မူပါဒီနေ့ခွန်အားနည်းတဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့်ထာဝရဘုရားကိုကျမတို့ကအော်ဟစ်ဖို့လိုအပ်တယ်ထာဝရဘုရားကိုကျမတို့ကခေါ်ဖို့လိုအပ်တယ်ဒီနေ့အရာအားလုံးကိုလှုပ်ပေးနိုင်တဲ့ဘုရားကိုကျမတို့ကခေါ်ဖို့လိုအပ်တယ်မိတ်ဆွေအသက်တာထဲမှာဒီနေ့အခြားသောအရာတွေကိုကျမတို့ဒီနေ့အားကိုးနေမဲ့အစားကျမတို့ရဲ့မိတ်ဆွေညီကိုမနှမတွေကိုအားကိုးနေမဲ့အစားဒီနေ့ဖယားကိုခေါ်ကြည့်ရအောင်ဖယားကိုအားကိုးရအောင်ကျမတို့ရဲ့ယုံကြည်ခြင်းကျမတို့ရဲ့အရာအားလုံးကိုဖယားအပေါ်မှာဒီနေ့တည်ရအောင်အဲ့လို့ဆိုရင်ဖယားကကျမတို့ကိုခွန်အားနဲ့ပြန်ပြီးဖြည့်ပေးလာမှာဖြစ်တယ်ဟာလေလုယာအငယ်3ကိုဆက်ပြီးကြည့်ရအောင်အကျွန်ုပ်စိတ်ဝိညာဉ်သည်အလွယ်တုန်လှုပ်ပါ၏အိုထာဝရဘုရားကိုတော်သည်အဘေမြကာလပတ်လုံးနေတော်မူမည်နီတခါတလေမှာကျမတို့ထင်တတ်တဲ့အရာကဘာလဲဆိုရင်ဘုရားသခင်ကကျမတို့ကိုပြစ်ထားတယ်လို့ကျမတို့ခံစားတတ်ကြတယ်အထူးသဖြင့်ပြဿနာနဲ့ကြုံတဲ့အချိန်ကျမတို့ဖြေရှင်းလို့မရတဲ့အခက်အခဲတွေနဲ့ကြုံတဲ့အချိန်မှာကျမတို့ဘယ်လိုမျိုးထင်လဲဆိုရင်ဘုရားသခင်ကငါတို့ကိုပြစ်ထားတယ်ဘုရားသခင်ကငါတို့ကိုမကူညီဘူးမမဆဘူးဆိုပြီးကျမတို့ထင်တတ်တယ်အကျွန်ုပ်စိတ်ဝိညာဉ်သည်အလွန်တုန်လှုပ်ပါ၏အိုထာဝရဘုရားကိုရောသည်အဘေမြကာလပတ်လုံးနေတော်မူပြီးနေကိုရောဘာကြောင့်မလို့ကျွန်တော်ကိုမကူညီရလဲဘယ်အချိန်ထိကိုရောဒီတိုင်းနေမှလဲစသဖြင့်ကျမတို့လူအနေဘက်ကနေ complaint တက်လက်ရှိတယ်ဘုရားသခင်ဘက်ကိုအင်းကျမတို့အထူးသဖြင့်ပြဿနာအခက်ခဲကြုံတဲ့အခါမှာလေအပြစ်တင်ဆုံးကဘာလို့လဲဆိုဘုရားကိုအပြစ်တင်ဒီမှာနားထောင်တဲ့ညီကောင်မနှမတွေအဲ့လိုမဖြစ်ဖို့ကျွန်မအထူးပဲမျှော်လင့်တာဖြစ်ပါတယ်ဟာလေလုယာအိုထာဝရဘုရားတဖန်ကြွလာ၍အကျွန်ုပ်စိတ်ဝိညာဉ်ကိုကယ်ယူတော်မူပါဂယုဏတော်နဲ့အကျွန်ုပ်ကိုကယ်တင်တော်မူပါဘုရားသခင်ကိုရောရဲ့ဂယုဏတော်နဲ့ကျွန်ုပ်ကိုပြန်လည်ပြီးကယ်တင်ပါဆိုပြီးဒီနေ့ကျွန်မတို့ကဘုရားဘက်ကိုအော်ဟစ်ဖို့ရန်အတွက်လိုအပ်တယ်လုကာအခန်းကြီး15ထဲမှာကျွန်မတို့ဘာအကြောင်းအရာကိုတွေးလိုက်ဆိုရင်တိုးထိန်အကြောင်းအရာကိုတွေးရတယ်တိုးထိန်တစ်ယောက်မှာဒီနေ့တိုးအကောင်ကြီး100ရှိတယ်ဒါပေမဲ့တနေ့မှာတိုးတကောင်ကပျောက်သွားတဲ့အခါမှာဒီနေ့တိုးထိန်ကအဲ့ဒီတကောင်ကိုပြန်ပြီးလိုက်ရှာတယ်တိုးအကောင်100ရှိပေမဲ့တကောင်ကိုတော့မှအပြောက်မခံတဲ့တိုးထိန်ဖြစ်တယ်
ဟုတ်တယ်လောကမှာလူအများကြီးရှိတယ်သင်နဲ့ကျမပဲမဟုတ်ဘူးလောကမှာကျမတို့မမြင်ရတဲ့နိုင်ငံတွေထဲမှာကျမတို့မရောက်နိုင်တဲ့နယ်ပယ်တွေထဲမှာလူမြောက်များစွာရှိတယ်တန်ပေါင်းမြောက်များစွာရှိတယ်ကျမတို့ဒီကဘာကြီးမှာအဲ့တော့လူအများကြီးရှိပေမဲ့ဖယားသခင်ကဒီနေ့တင်တယောက်ကိုတော့မှအပြောက်မခံဘူးဖြစ်တယ်ဂယုစိုက်တာဖြစ်တယ်ဟာလေလုယာသူရဲ့ရင်ခွင်တော်အောက်မှာကျမတို့ကိုလုံခြုံစွာနဲ့ဒီနေ့ဖုံးအုပ်ထားပေးတဲ့ဖယားဖြစ်တယ်အဲ့ထိုဖယားကကျမတို့ကိုဒီနေ့ကျမတို့တယောက်ချင်းစီတောင်မှအပြောက်မခံတဲ့ဖယားဖြစ်တယ်ဒီနေ့ကျမတို့ရဲ့တိုးထင်းရှင်ဟာယေရှုဖြစ်တယ်ကျမတို့ကိုလိုက်ရှာနေတာဖြစ်တယ်ကျမတို့လမ်းမသွားတဲ့အချိန်ကျမတို့ဖယားနဲ့ဝေးသွားတဲ့အချိန်တွေဖယားသခင်ကကျမတို့ကိုပြန်လာဖို့ရန်အတွက်ဆန္ဒရှိနေတာဖြစ်တယ်ဒီနေ့အမားလုံးမိလို့နောက်ပြန်လှည့်သွားတဲ့သူမျိုးမဟုတ်ဘဲနဲ့ဒီနေ့အမားလုံးမိရင်တောင်မှဖယားသခင်ကသူ့စီကိုပြန်လှည့်လာဖို့ရန်အတွက်အလိုရှိတာဖြစ်တယ်ဟာလေလုယာဖယားသခင်ကကျမတို့ကိုအလွန်ချစ်တော်ဖယားဖြစ်တယ်အဲကြောင့်ကျမတို့အမားလုံးမိရင်တောင်မှဒီနေ့ဖယားစီကိုပြန်လှည့်လာဖို့ရန်အတွက်လိုအပ်တယ်ပျောက်တော်သားအိမ်ပြန်လာတာတော့မှသူ့အကိုရင်းဖြစ်တဲ့သူတော်မှမလိုချင်ခဲ့ဘူးဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်မနာလိုတယ်စီးစိမ်ဥစ္စာတွေကိုယူသွားပြီးမှဖြုံးပြီးမှဘာမှမရှိပဲပြန်လာတဲ့သူ့ညီကိုဒီနေ့အကိုဖြစ်တဲ့သူတော်မှမလိုချင်ခဲ့ဘူးဒါပေမဲ့လေဖခင်ကနှွေးထွေးစွာနဲ့ကြိုဆိုခဲ့တယ်ဆိုတဲ့အရာကိုမြင်တွေ့ရတယ်အဖေဖြစ်တဲ့သူကတော့အမြဲတမ်းကြိုဆိုပေးတယ်အဖေဖြစ်တဲ့သူကတော့ကျမတို့ဘာပဲဖြစ်နေလက်ခံပေးတယ်ဘယ်အခြေအနေပဲရောက်နေပါစေဒီနေ့အဖေဖြစ်တဲ့သူကကျမတို့အပေါ်မှာအမြဲတမ်းဒီနေ့ပြန်ပြီးလက်ခံပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာကျမတို့အဖေကိုဒီနေ့ပြန်ပြီးအဖေစီကိုပြန်လှည့်လာရအောင်ဟာလေလုယာဒီနေ့အဖအိမ်တော်ကိုပြန်လှည့်လာရအောင်ဖခင်တခင်စီကိုပြန်လှည့်လာရအောင်အာမင်ဂယုဏတော်နဲ့ကယ်တင်ဖို့ရအတွက်ကျမတို့ပြန်ပြီးမှတိုးဝင်ရအောင်ဖခင်စီမှာစာလံ103မှာကျမတို့တွေ့ရတဲ့အရာကအပြစ်ကိုတဲ့အရှိနဲ့အနောက်ကွာဝေးတယ်လို့ကျမတို့အပြစ်ကိုလည်းကွာဝေးစေတယ်လို့ပြောတယ်အရှိနဲ့အနောက်ကလေဘယ်တော့မှမစုံနိုင်ဘူးဖြစ်တယ်စန့်ကျင်ဘက်ဖြစ်တယ်အဲ့တော့ကျမတို့ရဲ့ရှိသမျှအပြစ်တွေကိုလည်းဖခင်ကဒီနေ့အရှင်းနဲ့အနောက်လိုပဲကွာဝေးစေတယ်ဖခင်ဖြစ်တယ်အပြစ်ကကျမတို့နဲ့မဆိုင်ဘူးဖြစ်တယ်ဒီနေ့ဖခင်သားသမီးတွေနဲ့အပြစ်ကမဆိုင်ဘူးဖြစ်တယ်ဒီနေ့ယေရှုကကျမတို့ကိုအသွေးတော်နဲ့ကယ်တင်ထားပြီးပြီဖြစ်တယ်အသွေးတော်နဲ့ဒီနေ့စေကြောပေးခဲ့ပြီဖြစ်တယ်အဲဆိုကျမတို့ကတန်ရှင်းတဲ့အမျိုးယေရှုကြောင့်ဟာလေလုယာအရာအလုံးကယေရှုကြောင့်ဖြစ်လာတယ်အာမင်စာယေရှုပြုတတ်တော်တဘောဖြောင့်မတ်တော်တဘောရှိတော်မူ၏ငါတို့ဘုရားသခင်သည်ဂယုဏစိတ်ရှိတော်မူ၏လို့ပြောတယ်ဘုရားသခင်ကတဲ့ယေရှုပြုတတ်တော်တဘောလည်းရှိတယ်ဖြောင့်မတ်တော်တဘောလည်းရှိတယ်ဂယုဏစိတ်ရှိတော်ဘုရားပြတယ်အဲဒါကြောင့်အငယ်လေးမှာပါပြောလဲဆိုရင်ဂယုဏတော်နဲ့အညီကျွန်ုပ်ကိုကယ်တင်တော်မူပါလို့ဆုတောင်းတာပြတယ်ဘာဖြစ်လို့လဲဆိုရင်ထိုဘုရားကဂယုဏစိတ်ရှိတော်ဘုရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဆိုရင်ကျမတို့အမားလုံးမိတဲ့အခါမှာဒီနေ့ဖယားရှိကိုပြန်လဲပြီးဘာလို့မတိုးဝင်ရဲရမှာလဲဖယားရှိကိုပြန်တိုးဝင်လာပါဖယားရှိမောက်မှာပြန်လဲပြီးမှဝင်ချပါဒီနေ့ဖယားရှိမောက်မှာပြန်လဲပြီးပြောပြပါဖယားကိုပြန်ပြီးလှည့်လာပါဒီနေ့ဖခင်ကအမြဲတမ်းကြိုဆိုနေပါတယ်ဟာလေလုယာဖယားကအမြဲတမ်းကြိုဆိုနေတယ်မိတ်ဆွေအာမင်အငယ်9ကိုကျမတို့ဆက်ဖတ်ရအောင်အကြောင်းမူကားတေလျက်နေစဉ်တွင်ကိုရောကိုအောင်းမိတ်ခြင်းမရှိပါမရဏနိုင်ငံတွင်ဂျေဇုတော်ကိုအဘယ်သူချီးမွမ်းပါမည်နည်းအကြောင်းမူကားတေလျက်နေစဉ်တွင်ကိုရောကိုအောင်းမိတ်ခြင်းမရှိပါမရဏနိုင်ငံတွင်ဂျေဇုတော်ကိုအဘယ်သူချီးမွမ်းပါမည်နည်းအခက်ခဲကြုံမှပဲဂျေဇုတော်ကဘလောက်ထိကြီးမားလဲဆိုတာကိုကျမတို့ကသိလျက်ရှိတယ်ပြဿနာကြုံတဲ့အချိန်ဒုက္ခကြုံတဲ့အချိန်မှာပဲဖယားသခင်ရဲ့ချစ်ချင်းမြတ်တာကဘယ်လောက်ထိချိုးမြိုင်လဲဆိုတဲ့အရာကိုအခက်ခဲကြုံမှသိရတတ်ကြတယ်ဂျေဇုတော်ချီးမွမ်းခွင့်ရတဲ့ကာလမှာအပြည့်အဝဂျေဇုတော်ချီးမွမ်းရအောင်ဒီကာလကဂျေဇုတော်ကာလဖြစ်တယ်အာမင်ဖယားသခင်ကအရာအလုံးကိုဒီနေ့ဂျေဇုတော်ကာလထဲမှာကျမတို့ကိုဒီနေ့ထားပေးတာဖြစ်တယ်သင်နဲ့ကျမကဂျေဇုတော်ကာလမှာအသက်ရှင်နေရတဲ့သူဖြစ်တယ်အဲကြောင့်ဒီဂျေဇုတော်ကာလမှာကျမတို့ကဒီနေ့ဂျေဇုတော်ချီးမွမ်းဖို့ရန်အတွက်မမေ့ဖို့လိုအပ်တယ်ဂျေဇုတော်ကိုချီးမွမ်းပါရေတွက်ပါဂျေဇုတော်ကကျမတို့အတွက်လုံလောက်တာဖြစ်တယ်ဖယားသခင်ရဲ့ဂျေဇုတော်သည်သင်နဲ့ကျမအတွက်လုံလောက်တယ်
အာမင်အငယ်6ကိုကျွန်တော်တို့ဆက်ပြီးဖတ်မယ်ဆိုရင်အကျွန်ုပ်သည်ညီးထွား၍ပင်ပန်းလာပါ၏အကျွန်ုပ်ကတင်ကိုကိုမျက်ရည်၌တညလုံးမျော၍အိယာကိုလည်းမွန်းစေပါ၏ဝမ်းနေခြင်းအဖြစ်မျက်စိပြည့်၍ရန်သူများကြောင့်ပြမှုန်လျက်ရှိပါ၏ဘလောက်ထိပင်ပန်းလဲညီးထွားရတာကဘလောက်ထိပင်ပန်းလဲကျမတို့အခက်ခဲတွေကြောင့်တချို့လူတွေကတညလုံးမျက်ရည်ကျတဲ့သူတွေရှိမယ်တညလုံးအော်ဟစ်ပြီးမှဆုတောင်းတဲ့သူတွေလည်းရှိမယ်ကျမ်းမာရေးအခြေအနေကြောင့်တညလုံးဒီနေ့လူလိမ့်စွာခံစားနေရတဲ့သူတွေရှိမယ်ပင်ပန်းနေမိတ်ဆွေအင်းဘုရားသခင်စီမှာပြန်တိုးဝင်လာရအောင်ဒီစာလံဇာကကျမတို့ကိုသင်ပေးတဲ့အရာကဒီနေ့သူကိုယ်တိုင်လည်းဘုရားသခင်စီမှာတိုးဝင်ပြီးမှဒီနေ့ကျမ်းမာခြင်းရရှိတဲ့ကဲ့သို့ဒီနေ့ငြိမ်သက်ခြင်းရရှိတဲ့ကဲ့သို့ဘုရားသခင်အပြည့်ပေးတဲ့ကဲ့သို့ဒီနေ့ကျမတို့ကိုဒီကျမ်းစာကပြောနေတဲ့အရာကဘုရားသခင်စီမှာတိုးဝင်ဖို့ရန်အတွက်ပြောနေတာဖြစ်တယ်ဘုရားသခင်စီကိုပြန်လှည့်လာပါကျမတို့တခါတလေမှညီးထွားရတာပင်ပန်းနဲ့ဒီဟာမရှိဘူးဒီဟာမလုံနိုင်ဘူးပတ်စံမရှိလို့ဒီဟာမလုံနိုင်ဘူးပတ်စံမရှိလို့နော်ဖျားရင်တော့မှဆေးကမပြနိုင်ဘူးဆေးရုံမသွားနိုင်ဘူးအဲ့တော့ကျမတို့ညီးထွားရတာပင်ပန်းတယ်ညရိတ်ချတဲ့အချိန်တွေလည်းအများစွာရှိခဲ့တယ်ကဲရခံတဲ့အချိန်လည်းများစွာရှိခဲ့တယ်လူတွေညင်းပယ်ခြင်းခံရတာလည်းများစွာကြုံခဲ့ဘူးမှာပါဒါပေမဲ့လေဖျားစီမှာတိုးဝင်ကြည့်ရအောင်ကျမတို့ရဲ့ဝမ်းနေခြင်းကြောင့်မျက်စိပြည့်၍ရန်သူများကြောင့်ပြမုံလည်းရှိပါ၏ကျမတို့ရဲ့ရန်သူတွေကြောင့်ကျမတို့ဒီနေ့ငိုကြွေးရတဲ့အချိန်တွေရောက်များစွာရှိကောင်းလိမ့်မယ်ကျမတို့ကိုမုန်းတဲ့သူတွေကြောင့်ကျမတို့ဒုက္ခတွေမြောက်များစွာရောက်ခဲ့ရတဲ့အချိန်တွေရှိခဲ့ဘူးရင်ရှိခဲ့ဘူးပါလိမ့်မယ်ဒါပေမဲ့အငြင်းရှင်းမှာပြောတဲ့အရာကမတရားတစ်ဖြစ်ပြုတော်သူအပေါင်းတို့ငါထံမှဖယ်သွားကြငါငိုကြွေးတန်ကိုထာဝရဘုရားကြားတော်မူ၏ဒီနေ့ကျမတို့ရဲ့ရင်ထဲကငိုကြွေးတန်ပဲဖြစ်ဖြစ်မျက်ရည်ကျပြီးငိုကြွေးတန်ပဲဖြစ်ဖြစ်ဘုရားသခင်ကြားလားဆိုကြားတယ်ဘုရားသခင်ဒီအသက်ရှင်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ဒီအရာအားလုံးရဲ့ဒီနေ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ရင်ထဲကငိုကြွေးတန်ပဲဖြစ်ဖြစ်မျက်ရည်ကျပြီးဘုရားရှိခိုးမှာငိုကြွေးတာပဲဖြစ်ဖြစ်ဘုရားသိလားဆိုရင်သိတယ်ငါတောင်းပန်ခြင်းကိုထာဝရဘုရားကြားတော်မူ၏တဲ့အဲ့တော့ကျမတို့အထဲမှာစိတ်ချမှုရှိဖို့လိုအပ်တယ်အဲ့ဒီစိတ်ချမှုကဘာလဲဆိုကျမတို့ဆုတောင်းရင်ဖခင်ကအဖြေပေးမယ်ဆိုတာကိုစိတ်ချဖို့လိုအပ်တယ်ကျမတို့ဆုတောင်းရင်ဖခင်ကဒီနေ့ကြားတယ်ဆိုတဲ့အရာကိုစိတ်ချဖို့လိုအပ်တယ်ဟာလေလုယာငါပြုတော်ပထနာစကားကိုထာဝရဘုရားနာယူတော်မူ၏တဲ့ဖခင်သခင်ကငါဆုတောင်းချက်ကိုကြားတယ်လို့ပြောထားတယ်ဒီကျမ်းစာထဲမှာအင်းမိတ်ဆွေဘယ်နှယောက်ကကျမတို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကတကယ်ပဲငါဆုတောင်းချက်ကိုကြားတယ်ဆိုပြီးအဲ့ဒီယုံကြည်ခြင်းအဲ့ဒီစိတ်ချမှုနဲ့ဘယ်နှယောက်ကဆုတောင်းနေလဲဒါမဟုတ်ရင်ဒီအတိုင်းနဲ့ဆုတောင်းသွားတာလားမဟုတ်ဘူးဖြစ်တယ်ကျမတို့ဘုရားသခင်ပေါ်မှာဒီနေ့ဘုရားသခင်ထံမှာကျမတို့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကငါရဲ့ဆုတောင်းခြင်းကိုကြားတကယ်ကိုကြားတယ်ငါ့ကိုအဖြေပေးမယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းနဲ့အဲ့ဒီစိတ်ချမှုနဲ့ကျမတို့ဆုတောင်းဖို့လိုအပ်တယ်တိုးဝင်ဖို့ရန်အတွက်အထူးပဲလိုအပ်တယ်ငါရန်သူအပေါင်းတို့သည်ရှက်ကြောက်၍ဆုံးရှုံးခြင်းရှိကြလိမ့်မည်ချက်ချင်းပြန်သွား၍ရှက်ကြောက်ခြင်းသို့ရောက်ကြလိမ့်မည်ကျမတို့ဆုတောင်းတဲ့အခါမှာလေရန်သူတွေကနောက်ဆုတ်သွားတာဖြစ်တယ်ဟာလေလုယာဘာကြောင့်မလို့လဲကျမတို့ကဒီနေ့ရန်သူကိုသွားပြီးနိုင်နှင်းစရာမလိုပါဘူးကျမတို့ကိုလာပြီးရန်ပြူတဲ့သူတွေကျမတို့ကိုလာပြီးတိုက်ခိုက်တဲ့သူတွေကိုကျမတို့ပြန်ပြီးမှပြောစရာမလိုပါဘူးဒီနေ့ဖခင်ထံမှာတိုးဝင်ပါဖခင်ထံမှာဆုတောင်းပါယုံကြည်ခြင်းနဲ့ဆုတောင်းပါဒီနေ့ကျမတို့အတွက်အလုပ်လုပ်ပေးမဲ့ကောင်းကင်တမန်တွေရှိတာဖြစ်တယ်ဖခင်သခင်ရဲ့လက်တော်ကကျမတို့အတွက်ဒီနေ့အလုပ်လုပ်ပေးလာလိမ့်မယ်ဟေးတင်းနဲ့ကျမကဖခင်သခင်ထံမှာတိုးဝင်ဖို့လိုအပ်တယ်ဖခင်သခင်ထံကိုကျမတို့ကတိုးဝင်တဲ့အခါမှာလေအဲ့ဒီဖခင်သခင်ငါရဲ့ဆုတောင်းချက်တွေကိုတကယ်ပဲကြားတယ်ဆိုရဲယုံကြည်ခြင်းစိတ်ချမှုနဲ့ကျမတို့ကတိုးဝင်ဖို့လိုအပ်တယ်ဟာလေလုယာကျမတို့စာလနံပါတ်6အစပိုင်းမှာအငယ်1လောက်မှာပြောလဲဆိုအခုနကျမပြောကျမတို့လူတွေကအားနဲ့ချက်ရှိပါတယ်အကန့်အသတ်လည်းရှိရယ်လုံနိုင်တဲ့အချိန်ရှိတယ်မလုံနိုင်တဲ့အချိန်ရှိလာလိမ့်မယ်ဒါပေမဲ့ဟေရှာယထဲမှာပြောထားတဲ့အရာကထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြေးကြလိမ့်မည်တဲ့
ရွှေလင်းတာကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုတ်ပြင်ကြလိမ့်မည်ပြေးတော်လဲမပင်ပန်းခရီးသွားသောအခါမမောရကြဖယားကိုမျော်လင့်နေဆိုရင်ဖယားကအမြဲတမ်းခွန်အားအသက်တွေလန့်ဆန်းခြင်းတွေကိုအမြဲတမ်းထည့်ပေးတဲ့ဖယားဖြစ်တယ်။အဲကြောင့်ဖယားတခင်စမှာတိုးဝင်ခြင်းကဘယ်တော့မှကျမတို့တို့အလဟတမဖြစ်ပါဘူးမိတ်ဆွေ။ဟာလေလုယာ။ဖယားတခင်စီမှာလာတာနဲ့ဒီနေ့အလာနဲ့အပြန်ကဖယားတခင်ဘယ်တော့မှကျမတို့ကိုမတူစေပါဘူးဖြစ်တယ်။ဖယားတခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်တဲ့အခါမှာဒီနေ့အပြန်ကြရင်လန်းဆန်းခြင်းနဲ့ကျမတို့ပြန်ရတယ်။ပြန်တဲ့အခါကျရင်ဒီနေ့စိတ်ချမှုနဲ့ပြန်ရတယ်။ဖယားတခင်ငါတို့အလုတ်လုတ်ပေးမယ်ဆိုတဲ့စိတ်ချမှုတွေကျမတို့အထဲမှာရရှိစေတယ်။အာမင်။ဒီနေ့ဖယားတခင်ကိုမျှော်လင့်ဖို့ရန်အတွက်လိုအပ်တယ်။ဖယားတခင်ရဲ့တင်တရားကိုတော့မှအပြောက်မခံပါဘူး။ငါ့ကိုဘုရားသခင်မတိလောက်ဘူးလို့ကျွန်တော်တို့ကတခါလေးထင်တတ်တယ်။ဘုရားသခင်ကတော့ငါ့ကိုမတိလောက်ပါဘူး။အဲ့လောက်လောကမှာလူတွေမြောက်များစွာရှိတာ။ငါတယောက်တည်းလေးဒီနေ့ပျက်စီးသွားရင်တောင်မှဘုရားသခင်ငါ့ကိုဂရုစိုက်မှာမဟုတ်ပါဘူး။ငါမိသားစုတွေတောင်မှငါ့ကိုဂရုမစိုက်တာငါ့ကိုပြစ်ထားတယ်တချို့လူတွေအဲ့လိုထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့ဘုရားသခင်ကလေတင်တယောက်ကိုလည်းအယံဂရုစိုက်တာဖြစ်တယ်။ဟာလေလုယာ။တယောက်မှအပြောင်းမခံဘူးဖြစ်တယ်။အဲ့ဒီတိုးထင်းကဘာလုပ်လဲသိလားတိုး69ကောင်ကိုထားခဲ့ပြီးမှတကောင်ကိုအမြဲတမ်းပြန်လိုက်ရှာတယ်မတွေ့မချင်းလိုက်ရှာတဲ့တိုးထင်းဖြစ်တယ်ဒီနေ့တိုးထင်းဖြစ်တဲ့ယေရှုကလေသူ့သားသမီးဖြစ်တဲ့သင်နဲ့ကျွန်မကိုအမြဲတမ်းပြန်ပြီးမှရှာဖွေနေတဲ့ဖခင်ဖြစ်တယ်ကျမတို့ကိုကောင်းချီးပေးဖို့ရန်အတွက်ရှာဖွေနေတဲ့ဖခင်ဖြစ်တယ်ကျမတို့ကိုယေရှုပြုဖို့ရန်အတွက်ဒီနေ့အမြဲတမ်းစောင့်မျှော်နေတဲ့ဖခင်ဖြစ်တယ်ဖခင်ကသူ့သားကဘယ်ချိန်အိမ်ပြန်လာမလဲဆိုတော့အမြဲတမ်းစောင့်နေတယ်နောက်ဆုံးမှာတော့သားကအိမ်ပြန်လာခဲ့တယ်ဒီနေ့မိတ်ဆွေဒီနေ့ဖခင်တခင်စီမှာပြန်လှည့်လာမယ့်အချိန်ရောက်နေပြီရှိတဲ့နေရာကနေဒီနေ့ပြန်လှည့်လာပါဖခင်စီကိုဖခင်မျက်မှောက်တော်ထဲကိုပြန်တိုးဝင်လာပါဖခင်တခင်စီမှာပြန်ပြီးဆုတောင်းလာပါဟာလေလုယာဘုရားသခင်ကျွန်တော်တို့ကိုစောင့်ကြိုနေတာဖြစ်တယ်။ဒီနေ့ယေရှုတော်ကာလဖြစ်တယ်။သင်ယေရှုတော်ခံစားခွင့်ရှိတယ်။ဟာလေလုယာဘသူမဆိုဒီနေ့ဘုရားသခင်ချမ်းသာတဲ့လူကိုပဲဒီနေ့ကောင်းချီးပေးနေတာမဟုတ်ပါဘူး။တောမာနေနေမြို့မာနေနေဘုရားသခင်ကောင်းချီးပေးနိုင်တယ်။ဘုရားသခင်ရဲ့ယေရှုတော်ကလူတိုင်းအတွက်ဖြစ်တယ်။အငြင်းဆုံးသောသူတွေအတွက်လည်းဖြစ်တယ်။သင်နဲ့ကျွန်မအတွက်လည်းဖြစ်တယ်။အဲကြောင့်ဘုရားသခင်စီမှာပြန်တိုးဝင်လာပါ။ဒီနေ့ဘုရားသခင်နဲ့ပြန်လဲပြီးမှယဉ်နေမှုကိုပြန်ရယူပါဘုရားသခင်ကကျွန်တော်တို့အကောင်းဆုံးဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ညီးထွားရတာပင်ပန်းပါတယ်မိတ်ဆွေအလုံးလုံးရတာပင်ပန်းပါတယ်လောကကြီးမှာအသက်ရှင်ရတာပင်ပန်းပါတယ်စိုးရိမ်မှုတွေနဲ့ကြောက်ရွံ့မှုတွေနဲ့သွာလာရတာပင်ပန်းပါတယ်ဓမ္မစာလံ61ထဲမှာဘုရားကပြောလို့ဆိုအမြင့်ဆုံးသောဘုရားဤကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်အရေးကိုခေါ်ရလိမ့်မယ်။ကျမတို့ဘသူအရေးကိုခေါ်ရမလဲသိလား။အနန္တတကုရှင်ဘုရားရဲ့အရေးကိုခေါ်လို့ရတဲ့အခွင့်ရှိရဲ့။အာမင်။ဘုရားသခင်ကကျမတို့ကိုအပြည့်အဝလုံခြုံမှုပေးတဲ့ဘုရားဖြစ်တယ်။အဲကြောင့်မိတ်ဆွေတွေကိုအားပေးချင်တယ်။ဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့ညီကောင်မတွေဒီနေ့ဖျားစီပါပြန်လှည့်ရအောင်အပြစ်လုံးမိတာတော့လူတဘာဝပါပဲဒါပေမဲ့အဲ့ဒီအပြစ်ကိုနောက်ထက်ခါမလုပ်ဖို့အရေးကြီးတယ်အာမင်ဖျားသခင်ကဂရုဏာရှင်ဖြစ်တယ်ဖျားသခင်ကမေတ္တာရှင်ဖြစ်တယ်ဒါပေမဲ့ဖျားသခင်အပြစ်ကိုတော့မုန်းတယ်အာမင်သင်ကိုတော့ဖျားသခင်ချစ်တယ်ဒါပေမဲ့အပြစ်ကိုတော့မုန်းတဲ့ဖျားဖြစ်တယ်ဘုရားသခင်အပြစ်လုပ်တာကိုခွင့်ပြုလာဆိုခွင့်မပြုဘူးဒါပေမဲ့သင်ဟာအပြစ်လုပ်မိပြီးမှဘုရားသခင်စီပြန်ဒိုးဝင်လာဆိုဘုရားသခင်လက်ခံတယ်ဒါပေမဲ့ခဏအပြစ်ပြန်လုပ်ဖို့ကိုတော့ပြောပြတာမဟုတ်ဘူးဖြစ်တယ်တကယ်နောင်တရတဲ့စစ်မှန်တဲ့နောင်တနဲ့ဘုရားသခင်စီမှာပြန်ဒိုးဝင်လာတယ်ဆိုရင်ဖခင်ဖြစ်တဲ့ဘုရားသခင်ကအမြဲတမ်းကြိုဆိုပါတယ်ကျွန်တော်တို့အတွက်အကောင်းဆုံးသောဝတ်လုံကိုထားပေးတယ်ကျမတို့အတွက်ပွဲကိုပြင်ဆင်ပေးမဲ့ဖခင်ဖြစ်တယ်ကျမတို့အတွက်စပွဲကိုခင်းပေးမဲ့ဖခင်ဖြစ်တယ်ဟာလေလုယာယေရှုတော်ခွတ်ဖလားရှမ်းစေတာဖခင်ပါအာမင်ဒါကြောင့်ကျမတို့ဖခင်ခင်ထံမှာတိုးဝင်ရအောင်ဒီစာရနံပါတ်6အဖြစ်ညီကိုမတော်မတွေကိုခွန်အားပေးခြင်းနဲ့အာမင်အရောက်ချင်းစီတိုင်းပေါ်ဖခင်ရှင်အထူးကောင်းချီးပေးပါစေဖခင်တခင်ထံမှာတိုးဝင်တဲ့သူတွေဖြစ်ရအောင်ဟာလေလုယာဒီနေ့နောက်မကြပါဘူးဒီကာလဟာယေရှုတော်ကာလဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်စီကိုပြန်လှည့်လာပါဟာလေလုယာဘုရားခင်သင်ကိုစောင့်ကြိုနေတာဖြစ်တယ်အ
အယောက်ချင်းစင်ဖျားရှင်ထူကောင်းကြည့်ပေးပါစေဟာလေလုယာ